ကျွန်တော်တို့ Redmi ဖုန်းအများစုကို power ပိတ်ပြီးမှထားထားတဲ့အချိန်ဒီလို Facebook mode လေးပေါ်လာတာကိုကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့တစ်ခါတလေ Redmi ဖုန်းအများစုကို power ပိတ်ပြီးမှထားထားတဲ့ကျွန်တော်တို့ပြန်ဖွင့်တဲ့အချိန် power button ခလုတ်ကိုနှိပ်ရင်လည်း screen လုံးဝပွင့်မလာပါဘူးကျွန်တော်တို့ဖုန်းမှာဒီ Facebook mode ပေါ်လာတဲ့အချိန်ကျွန်တော်တို့ screen ကိုပြန်ပွင့်အောင်လို့1နာရီ2နာရီ3နာရီထားတဲ့ဒါပေမဲ့ screen ကလုံးဝပွင့်မလာဘူးဆိုရင်ကျွန်တော်တို့စိတ်ဆိုးရင်စရာလုံးဝမလိုပါဘူးကျွန်တော်တို့ဖုန်းဆိုင်ကိုတွားပြစရာမလိုပါနဲ့ကျွန်တော်တို့အိမ်မှာကိုတိုင်းဒီ Facebook mode ကိုဘယ်လိုဖျောက်ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ် Okay မိတ်ဆွေတို့ဒီနည်းလမ်းကိုချန်နေတက်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကို like လုပ်ပြီးမှ YouTube channel လေးကိုလည်း subscribe လေးလုပ်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ် Okay ကျွန်တော်တို့အချိန်မဆွဲဘဲနဲ့ဒီဗီဒီယိုကိုစလိုက်ကြโอเคပထမဦးဆုံးအနေနဲ့ကျွန်တော်မိတ်ဆွေတို့ကိုနမူနာအဖြစ်စံပြပေးပါမယ်ဒီမှာကြည့်လိုက်ပါကျွန်တော် Redmi ဖုန်းကို power ခလုံးနှိပ်တဲ့အချိန်ဒီလို Facebook mode တွေပေါ်လာတာကိုတွေ့ရပါတယ်ဒီ Facebook mode ပေါ်လာတာကိုဖျောက်ဖို့အတွက်ကျွန်တော်တို့စီမှာနီးလန်းတစ်ခုပဲရှိပါတယ်ပထမဦးဆုံးနီးလန်းကတော့ကျွန်တော်တို့သုံးနေတဲ့ဖုန်းရဲ့ charging ကြိုးရှိဖို့လိုပါတယ်ဒီ charging ကြိုးနဲ့ကျွန်တော်တို့ဖုန်းအသွင်းပြီးမှတနက်ခွဲလောက်ထားထားတဲ့ဆိုရင် screen သူ့ဘာသူပေါ်လာတာကိုတွေ့ရပါမယ် Okay ကျွန်တော်ပထမနီးလန်းကိုပြပြီးပြီဆိုတော့ကျွန်တော်ဒုတိယနီးလန်းကိုဆက်ပြပေးပါမယ်ဒုတိယနည်းလိုက်ကတော့ကျွန်တော်တို့ဖုန်းမှာရှိတဲ့ power button ခလုတ်နဲ့အပေါ်ကအတန်တိုးတဲ့ခလုတ်ကိုကြာကြာနှိပ်ပေးရပါမယ်ကျွန်တော်တို့ဖုန်းမှာပေါ်နေတဲ့ဒီ Facebook mode ဆိုတဲ့စာသားလေးမပြောက်မချင်းကျွန်တော်တို့ power button ခလုတ်နဲ့အတန်တိုးတဲ့ခလုတ်ကိုနှိပ်ပေးရပါမယ်မိတ်ဆွေတို့ဒီ power button ခလုတ်နဲ့အတန်တိုးတဲ့ခလုတ်ကိုကြာကြာနှိပ်ပြီးရင်ဒီလိုမီဆိုတဲ့ logo လေးပေါ်လာတာကိုတွေ့ရပါမယ်ဒီ logo လေးပေါ်လာရင်ကျွန်တော်တို့ဖုန်းရမရ power ပွင့်မပွင့်ဆိုတာကိုခဏစောင့်ပေးရပါမယ် Okay ခဏစောင့်ပြီးရင်ကျွန်တော်တို့ဖုန်းမှာပေါ်နေတဲ့Facebook mode ပျောက်သွားပြီးကျွန်တော်တို့ power ပွင့်လာတာကိုတွေ့ရပါမယ် Okay ဒါလို့ဆိုရင်မိတ်ဆွေတို့ကျွန်တော်ရဲ့ဒီဗီဒီယိုကိုနားလည်လိမ့်မယ်လို့ထင်ပါတယ် See you next video ကိုပိုင်အားလုံးကိုကျေးဇူးတင်ပါတယ်